အခုဒီချက်ကစာမျက်နှာအရေးအတွက်လေးတွေကို page number လေးတွေတက်ထားတယ် page number လေးတွေ1ကနေ5ထိရှိတဲ့ဟာကိုပြောတယ်ကာစာရှိတဲ့နေရာဟာ page 1လို့ပြတယ်ကိုမှရှိတဲ့စာရွက်ကဘယ်နှရွက်လဲ9ရွက်ဆိုတဲ့ဟာကိုပြောထားတယ်ဒီချက်ကာစာကို page 2မှာထောက်လိုက်ရင်သူက page က2လို့ဖြစ်သွားတယ်စာရွက်အရေးအတွက်ကတော့9လို့ပြတယ် page 2 or 5လို့ပြောတယ်ကာစာကို share 3မှာထောက်လိုက်တယ်ဆိုရင် page 3 or 5လို့ပြတယ်ဒါဟာချေတို့စာမျက်နှာဟာနည်းနေကိစ္စမရှိဘူးစာမျက်နှာတွေအရင်များနေတယ် Microsoft Word ထဲမှာစာမျက်နှာအရွယ်10ရွက်အရွယ်20အဲ့လိုမျိုးလေးရှိနေတယ်ဆိုရင်ကိုလိုချင်တဲ့စာရွက်ကိုတောက်ခနဲ့တန်းစီသွားဖို့ကလိုအပ်လာပြီဟာလားဘာလို့လဲဆိုတော့ကျတို့ scroll နဲ့သွားလိုက်မယ်ဆိုရင်ကိုလိုချင်တဲ့စာရွက်တွေကိုလိုက်ပြီးတော့တစ်ခုချင်းစီလိုက်ရှာနေရတယ်ဆိုရင်ကြာတာပေါ့နော်ဒါဆိုကိုလိုချင်တဲ့စာရွက်ကိုတန်းသွားတဲ့နည်းလေးကိုရှင်းပြမယ်နော်home နဲ့က replace ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာအခြေတို့ကဘာကိုရွေးတာလဲဆိုတဲ့အခါကျတော့ go to ဆိုတဲ့ဟာလေးကိုနှိပ်ပေးရတယ်ဒါဆို go to မှာ page လို့သူပြထားတယ်နော် go to web မှာ page လို့သူပြထားတယ် page မှာခြေက page number ကိုဒီညမှာရိုက်ထည့်မယ်ဒီခြေကအခုလက်ရှိရောက်နေတာ1ဒါဆိုခြေက5ကိုသွားခြင်းနဲ့ဆိုရင်5ကိုလို့ရွေးမယ်go to ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ page 5ကိုတခါတည်းတိုင်အောင်သွားပြီအောက်မှာ page 5 or 5လို့သူပြထားတာတွေ့ရတယ် okay ခြေက3ကိုပြန်သွားခြင်းနဲ့ဆိုရင် page မှာ3လို့ရိုက်ထည့်မယ်ပြီးရင် go to ကိုရွေးပေးလိုက်တယ်ဆိုရင်ဒါ page က3ကိုရောက်သွားတာတွေ့ရတယ်အဲဆိုဒီ channel အတူတူလိုက်ပြီးတော့လေ့ကျင့်ကြည့်ရအောင်နော်